အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကောင်းမြတ်ဆိုပါကျွန်တော်တို့ Malay Computer တက္ကသိုလ် University of Computer Study Malay မှာ Knowledge Engineering Major ကို specialize ထားတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်တို့ကျောင်းမှာလာမယ့်ဇန်နဝါရီလ6ရက်နေ့ကျရင်ပွဲရှိပါတယ်။ဘာပွဲလဲဆိုတော့အားလုံးသိတဲ့အတိုင်းပါပဲဒါတော့ကိုယ့်မဲ့ချင်းကိုချင်းလာဖြစ်သွားတယ်မရှိလာနိုင်ဘူးလားဟုတ်ပါတယ် pressure welcome ပါကျွန်တော်တို့ဒီကျောင်းရဲ့ pressure welcome ကိုတော့လာမယ့်ဇန်နဝါရီလ6ရက်နေ့ဒီမှာကျင်းပမှာဖြစ်ပါတယ်အခုတော့ဘာတော့မလုပ်ရသေးဘူးဗျာနေ့ကျရင်တော့ကျွန်တော်စင်ဆောင်မယ်ကျွန်တော်ပျော်ကြမယ်ပေါ့ deputy လည်းအများကြီးပါတယ် share ပျော်လို့ရတယ်ကျွန်တော်တို့အကားဆိုရင်လည်းကျွန်တော်မြန်မာက K-pop အိန္ဒိယကထိုင်းကဘာကညာကောက်ဗျာအကုန်ပါတယ်ဆိုရင်လည်းအဝါဆိုလည်းတော့အကုန်ပါတယ်ကောင်းမလေးလည်းချောတယ်ကောက်လေးတွေကတော့ကျွန်တော်မသိဘူးပေါ့ဗျာခုတည်းလောက်ဆိုရင် Game Queen Selection တွေပြီးရင် performance ပါတဲ့သူတွေဓာတ်ပုံရိုက်နေလောက်ပြီအဲ့ဒီအောင်ကျွန်တော်တစ်ချက်လောက်သွားကြည့်ကြရအောင်ပေါ့ဟောဒါနဲ့ကျွန်တော်တို့ Game Queen တိုက်တယ်အပြင် Prince Princess တိုက်တယ်လည်းပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကျောင်းမှာ၄နှစ်တစ်ချိန်ကျင်းပလေးရှိတယ် The Whole Game Queen တိုက်တယ်လည်းပါတယ် Best Performance ဆု Best Singer ဆုပြဆက်တွေမဲဖောက်ပေးမဲ့အစီအစဉ်တွေလည်းပါတယ်အဲ့တော့အဲ့ဒီနေ့မှာကျွန်တော်တူဆောင်ကြမယ်ခုတော့သူတို့အလုပ်လုပ်နေရလေးကိုကျွန်တော်တို့ဟိုဆက်ဆက်ဒီဆက်ဆက်မေးခွန်းလေးတောင်းပေးမယ်လိုက်ခဲ့ကြပါအောင်ပေါ့နော်မြင်နေရတာတော့သူတို့ pressure ကျင်းကွင်းလေးတွေသူတို့ဓာတ်ပုံရိုက်နေတဲ့မြင်ကွင်းဖြစ်ပါတယ်အဲ့တော့ခဏနေကြရင်တော့သူတို့တော့ခဏနေမှဖြစ်ပါတယ်ဒီအနေနဲ့အခုလာမယ့် welcome မှာ princess or queen ဘယ်ဟာရခြင်းလဲဘယ်တိုက်တဲ့ကိုလိုချင်လဲမလိုချင်ဘူးဘာလို့မလိုချင်လဲငယ်ချင်းတွေကိုပဲရသေးတယ်တငယ်ချင်းတွေကိုပဲရစီနောက်ထပ်လူရောဗာမေကိုများမေးချင်သေးတယ်သူလေးစားပြီလားဒီနေ့မနက်ကမစားခဲ့ရသူဒီနေ့တခြားမဟုတ်မဲစားခဲ့နောက်ထပ်လူရောဗာမေကိုများထပ်မေးချင်သေးတယ်ဒီနေ့ကိုစတိုင်ကိုသဘောကျလားဘယ်ကအိယာပိန်နေလာတော့ကြောင့်မနေ့ခွန်လာရောက်ခဲ့ရထလာရတိတ်ရောမပြင်ခဲ့ရဟုတ်ကဲ့အဲ့တော့တိတ်ရောသိနေမရှိဘူးဟောနောက်ထပ်လူရောဒီမှာနေဗာမေကိုများထပ်မေးချင်သေးတယ်ဒါတေးချိန်ပါပဲချိန်အိတ်ရွှေဆုံးလေသမင်းစားပြီးပထမတစ်ချိန်အဲ့ဒါတော့ခုလိုလဲတူပါပဲကျတော့ငိုက်တာပါပဲနောက်ထပ်လူရောညီမလေးဗာမေကိုများမေးချင်သေးတယ်သမင်းစားရင်အချိုရည်တပူးလောက်ဗာလေတင်ချင်းဖို့ပဲတိုက်လာလို့ချွေဝယ်တိုက်လားတကယ်ချင်းတိုက်ဘူးပါတော့နောက်ထပ်ညီမလေးနောက်ထပ်တယောက်ကိုဗာမေမေးချင်တယ်ဗာများသိချင်တယ်ဒီเจ้าမှတက်ရတာပြောရလားစားတော့မပြောဘူးခုတော့တကယ်ချင်းနေပြောပါနောက်ထပ်လူရောညီမလေးဗာမေးချင်သေးတော့ယူလိုက်မှာပတ်စံတော့အဆင်ပြေရတာပတ်စံတော့ရတော့အဆင်ပြေပါတယ်အိမ်ကိုတောင်းရပဲအာနာရဟုတ်ကဲ့ညီမလေးနောက်ထပ်လူရောဗာများမေးချင်သေးတော့ဟုတ်ကဲ့တော့ယောက်ျားလေးဆိုတော့ကိုကင်းဖြစ်မယ်လို့ထင်လားပေါ့မိန်းကလေးဆိုတော့ကိုကင်းဖြစ်မယ်ကွင်းဖြစ်မယ်လို့ထင်လားလုံချက်ကတော့နည်းနည်းများပေါ့အခုကောင်းလေးရလဲကြည့်ကောင်းကြပဲအဲကြောမပြောတတ်ဘူးတော့နောက်ထပ်လူရောဗာမေးချင်သေးတော့မင်္ဂလိမေးချင်တာတော့ဝဲကမ်မီကြီးသားထားကြမှာလားမရှိပါဘူးစီစဉ်မရှိသေးဘူးရှိတော့ရှိလောက်မှာပေါ့မသိဘူးမရှိတော့ပါမရှိလောက်ပါနောက်ထပ်လူရောညီမလေးနေဗာများမေးချင်သေးတော့တနေ့မှာဘယ်နှစ်နာရီလောက်အိပ်ညတော့အဖြစ်ကတော့ညနေမှအိပ်ပြီးတော့မနက်ကိုနောက်ကျမှထားတယ်10နာရီလောက်ကတော့အိပ်ဖြစ်တယ်အဲ့ချိန်7နာရီတည်းကြော်သွားပြီကြော်သွားဟုတ်ကဲ့ဗာမေးချင်သေးတော့နောက်ထပ်လူကိုဒီနေ့ဝဲကမ်းမှာပျော်လားပေါ့ဒီနေ့ဝဲကမ်းကိုသဘောကျလားပေါ့ပျော်တာပေါ့ဝဲကမ်းအပျော်ဆုံးပဲပျော်တာပေါ့ဝဲကမ်းတိုင်းပျော်တာမဟုတ်ဘူးလားပျော်ဝဲကမ်းတိုင်းနောက်ထပ်လူရောဗာမေးချင်သေးတော့တန်းကြီးထဲမှာသဘောကျတဲ့သူရှိလားမရှိသေးရပေါ့မရှိရနောက်ကျရင်တော့ရှိလာမှာပါမရှိလာနိုင်မရှိလာနိုင်ဘူးလားနောက်ထပ်လူရောညီမဗာမေးချင်သေးတော့ဒီမန်လေးကွန်ပျူတာတက်ကတူကိုဘယ်လိုသိရလဲစစကကြောင့်ကွန်ပျူတာမတက်ချင်ဘူးဒါပေမဲ့ကြာလာလို့တိုင်းအဆင်ပြေမယ်ထင်ပြီးတော့တက်လိုက်စိတ်ရောစိတ်ဝင်စားလားကွန်ပျူတာရောနည်းနည်းတော့စိတ်ဝင်စားနောက်ထပ်လူရောညီမလေးဗာမေးချင်သေးတော့ညရကျရင်တိတ်ဖို့လူရှိလားရှိတယ်မအောင်အမလားအမရဲ့အမနဲ့ပဲသုံးဖို့ရှိတယ်တိတ်တယ်ဆိုတော့ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဟုတ်ပါတယ်ဘယ်သူနဲ့ဖြစ်ဖြစ်ပါအဲ့တော့ချိရပါတော့စတိတိစားဖို့လည်းရှိစတိတိစားဖို့လည်းရှိနောက်ထပ်လူရောမတို့ဗာမေးချင်သေးတယ်ကျောင်းမှာဘယ်လိုကိုအချောဆုံးလို့ထင်လဲလို့ကောင်လေးတွေထဲမှာဟုတ်ဒါတော့ကိုယ့်ငချင်းကိုချင်းတာဖြစ်သွားပြီပေါ့အဲ့လိုမဖြစ်လို့ရင်စီးခွဲလို့နောက်ထပ်လူရောညီလေးကိုဗာမေးချင်သေးတယ်စီနီယာကိုရွေးမှလားဂျူနီယာကိုရွေးမှလားစီနီယာကိုရွေးမှလားဂျူနီယာကိုရွေးမှလားစီနီယာရွေးမှလားဂျူနီယာရွေးမှလားဂျူနီယာလေးတွေပေါ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Final Year Software Engineering Major ကမောင်တော်မယ်ဖြစ်ပါတယ်ဒီနေ့အားလုံးကို Welcome Voting System အတွက်ပို့ပေးမယ့်အကြောင်းလေးရှင်းပြသွားမှာဖြစ်ပါတယ် Voting ပေးဖို့အတွက်ဆိုရင်မိမိမှာသက်ဆိုင် Voting Ticket လေးရှိထားဖို့လိုအပ်ပါတယ် Voting Ticket QR Code ကို scan ဖတ်ပြီးတော့မဲပေးရမှာပဲဖြစ်ပါတယ်
QR code ကို scan ဖတ်လိုက်ပြီဆိုလို့ရှိရင်ဒီ welcome voting website ကိုရောက်ရှိတော့မှာဖြစ်ပါတယ် welcome voting website မှာဆိုလို့ရှိရင်သက်ဆိုင်ရာ category လိုက်ရွေးချယ်ရမှာဖြစ်ပါတယ် category တွေကတော့ king queen prince princess the whole king the whole queen best singer best performance စသည်တို့ဖြစ်ပါတယ်ထို category တွေကနေမှာမိမိကြိုက်တဲ့ရာ category တစ်ခုဒီကိုရွေးချယ်ပြီးတော့ပို့ပေးရမှာပဲဖြစ်ပါတယ်ပို့ပေးတဲ့အခါမှာမိမိကြိုက်တဲ့သူရဲ့ပုံကနှစ်ချက်နေပြီးတော့ပို့ပေးရမှာဖြစ်ပါတယ်အကယ်၍လွှဲချမှုတစ်ခုဖြစ်သွားပါကနှစ်ချက်နေပြီးတော့ပြန်လဲ cancel ပြီးတော့တခြားသူတစ်ယောက်ကိုပြောင်းလဲပေးလို့ရပါတယ်ခုတော့ဆိုရင်ဘယ်လို voting ပေးရမလဲဆိုတော့လည်းနားလည်လောက်ရပြီထင်ပါတယ်လာမယ့်6ရက်နေ့မှာကျင်းပမယ် UCS and Pressure Welcome ကိုလည်းလာခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်နော်အားလုံးတူဆုံကြမယ်လာခဲ့ကြပါ Welcome ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရရှင် Welcome ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် Welcome ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရရှင် Welcome ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် အားလုံးပဲလာခဲ့ကြဖို့ဖိတ်ခေါ်ပါတယ် 回り出したあのこと